အသက်နဲ့ရင်းရတဲ့အမဲလိုက်ပွဲခြေလမ်းပေါင်း100ကျော်3ရက်တိုင်ဘာအစာမှမစားရသေးပဲအငတ်ပေးနဲ့ရင်ဆိုင်နေရတဲ့တောဘရင်တွေအကြောင်းတင်ကြဘူးလားဒီနေ့မှာတော့သူတို့ရဲ့ရှင်သန်မှုအတွက်နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့တဒံကြော်4ချိန်ရှိတဲ့လူသက်ကောင်ကြီးကိုဘယ်လိုရင်ဆိုင်မလဲဆိုတာကြည့်လိုက်ရအောင်နယ်မြေအစွန်ဖျားက6တွေ့နေတဲ့မြေရိုးတစ်လျှောက်မှာဒီချင်းသစ်အုပ်စုဟာအစာရှာနေတာ3ရက်ရှိပါပြီသူတို့ရှေ့မှာရှိနေတာကတော့အရက်ရှည်ဆုံးနဲ့အန်ဒီရဲ့ရှိဆုံးတစ်ကူလာအုပ်တွေပဲဖြစ်ပါတယ်လူအများစုကတစ်ကူလာအုပ်ကိုအေးဆေးတယ်လို့ထင်ကြပေမဲ့တကယ်တော့သူတို့ရဲ့ကံကြက်တစ်ချက်ဟာချင်းသစ်တကောင်ကိုနေရာတင်အသက်ပြောက်စေနိုင်တဲ့အထိပြင်းထန်ပါတယ်ပုံမှန်ဆိုရင်တော့ချင်းသစ်တွေဟာဒီလိုကြောက်စရာကောင်းတဲ့သားကောင်မျိုးကိုဘယ်တော့မှမထိရဲကြပါဘူးဒါပေမဲ့အခုကတော့အခြေအနေကမတူတော့ဘူးဒီချင်းသစ်အုပ်စုဟာအစာမစားရတာကြာပြီဖြစ်လို့ဆက်ပြီးတောက်မခံနိုင်တော့တဲ့အဆုံးသက်အခြေအနေကိုရောက်နေပါပြီသူတို့မှာရွေးချယ်စရာလမ်းမရှိတော့ဘူးနိုင်ရင်စားရမယ်ရှုံးရင်တော့အသက်ပေးရမယ်ပွဲဒီပွဲမှာတကောင်လဲထိုးကျွေးလို့မရဘူးတအုပ်စုလုံးရဲ့ညီညွတ်မှုဖြူဟာကြကြပူပေါင်းဆောင်ရွက်မှုရှိမှသာဒီတဒန်းကျော်အလေးချိန်ရှိတဲ့ဘီလူးကောင်ကြီးကိုလှဲချနိုင်မှာပါတောဘရင်တွေရဲ့ဒီအသက်လူပွဲမှာဘသူကအနိုင်ရသွားမလဲသူတို့ရဲ့ညီညွတ်မှုကအနက်ဘေးကနေကယ်တင်နိုင်ပါမလားဆိုတာဇလန်းလေးကိုဒီမှာပဲအဆုံးသတ်ရင်နောက်ထပ်စိတ်လှုပ်ရှားစရာကောင်းတဲ့တရိษံအကြောင်းအရာလေးတွေတင်ဆက်ပေးနေတာမို့အကောင့်လေးကို follow လုပ်ထားဖို့မမေ့နဲ့အောင်တော်ကျေးဇူးအများကြီးတင်ပါတယ်